ဘာဖယားကိုတီလာတာနဲ့ဖယားကအဗရာဟံကိုခေါ်တယ်ဒီကိုအဖေမေကိုအမျိုးသားအမျိုးအနွေကနေထွက်တော့ပြီးမှငါပေးနဲ့ခန္ဓာပြီးကုန်တော့ပါအဲ့ဒီပြီးရလို့ရှိရင်အထမ်းတာဆုံးအကြီးမဆုံးအကျေဝဆုံးနေရာနဲ့ငါထားမယ်လို့အဗရာဟံကိုပြောတယ်အဲ့ဒါမကလူမျိုးတကအားလို့ပုံမှာအထမ်းတာဆုံးအကြီးမဆုံးနေရာမှာငါထားမယ်လို့အဗရာဟံကိုဖယားကပြောလာတယ်အဲ့ဒီချိန်မှာအဗရာဟံကဖယားကဒီကဘာလောကမှာအကြီးမဆုံးနေရာမှာအထမ်းတာဆုံးနေရာမှာထားမယ်ဆိုတော့ကိုသူလည်းပြောလို့မော်ရီလို့သူအဖေမေအေးဒါနဲ့ထွက်လာပြီးမှနှုတ်ရည်နဲ့ပြည့်ရည်ထွက်တဲ့ကာနာပီကိုလာတယ်လို့ကျပ်ပိုက်ကဟောထားပါတယ်